စပင်းရွာကလေးထိပ်မှာစလူရော့ကိုဖြစ်တယ်လို့မိုးထားတယ်ခေါင်းမိုးဆိုင်လေးတစ်ဆိုင်ရှိတယ်စပင်းရွာဆိုတာကလက်ဘော့တာကနေအနောက်ဘက်ရေမိုင်35မိုင်မှာတည်ရှိတဲ့ကျွန်းရွာကလေးဖြစ်တယ်ဒီကျွန်းကမြို့ဝါးနဲ့အတော်လမ်းဝေးပေမဲ့ကျွန်းကြီးတစ်ကျွန်းဖြစ်တာပေါ့အုံတော်မြော်ကုန်းမြောက်ကစလူပြင်စားတဲ့ရွာကလေးတွေရှိကြတဲ့ကျွန်းကြီးပါကျွန်းပေါ်မှာများစွာတော့ချောင်းများလည်းရှိလေရွာများအပိုင်းရှားဖြင့်ချောင်းများကစီထားပေးကြတယ်ရှိတာပေါ့စလူပြင်အုံတော်စားတဲ့ရွာများကအများစုကတန်ခါအလုံးနဲ့အတက်မွေးကြတဲ့လူတွေဖြစ်တာပေါ့စပင်လူရွာထိပ်ကခေါင်းမောက်ဆိုင်လေးမှာတော့အမြဲတွေ့ရတတ်တာကအသက်60လောက်ရှိတဲ့မိန်းမတဦးနဲ့အသက်18-19အရွယ်မိန်းကလေးတဦးတာဖြစ်တယ်မိန်းမကြီးကဒေါ်ငွေအမည်ရှိမဆိုးမကြီးဖြစ်ပြီးမိန်းမပြုတ်ကလေးကတော့မပန်းမွေးဆိုတဲ့ဒေါ်ငွေရဲ့တမီလေးဖြစ်တယ်ဒေါ်ငွေတို့သားမိကဆင်းရဲပေမဲ့ဘာသာတရားကိုက်ရှင်းကြတယ်လေရှေ့ရဲ့ဥပုပ်တိုင်းဒေါ်ငွေတို့သားမိကဘုံကြီးကျောင်းမှာဥပုပ်ဆောင်လေးရှိတာကြောင့်ကျောင်းနိုင်ဆရာတော်ကြီးကတူမတို့သားမိကိုဝိတာခသားမိလို့ခေါ်အမောတင်လေးရှိတယ်ကာလဒေတာကိုကြည့်ရင်မြန်မာပြည်အင်္ဂလိပ်တို့စိုးမိုးတဲ့အချိန်ဖြစ်တယ်လို့မျိုးပြန်းနဲ့အလွန်ကူဝေးကွာပြီးပင်လယ်ပြင်မှာတည်ရှိတဲ့ကျွန်းရွာကလေးဖြစ်လို့ရွာသူရွာသားများမှာအများစုကမီယိုးဖလာဗုဒ္ဓဘာသာဖြစ်ပြီးအတိပညာဘုဒ္ဓတာနဲ့ကအစင်လာလောက်ကင်လာကြတဲ့တန်ဃာလောက်ကူတာလောက်ကင်ကြတာကြောင့်ဆယ်အားဖြင့်လည်းကျမ်းကြတာပေါ့ထုံငွေကတော့ဘာသာတရားကိုလိုက်စားပြီးတမီလေးမပန်းမွေးကိုလည်းအမြဲတုံနေဆုံးမကဘုန်းကြီးကျောင်းကနေစိတ်နှကပကာတဏိဗုဒ္ဓဝင်950ဓမ္မပဒစကြီး10ဘွဲ့ပေထုံများကိုဥပုံနေတိုင်းတမီကိုဖတ်ပြပြီးမပန်းမွေးကိုယ်တိုင်ပေထုံကြီးတွေကိုဖတ်ရှုတတ်မြတ်အောင်မြင်ပြတာပေးခဲ့တယ်မုတ်ဆုံးနာနီမုတ်ဆိုးတန်ခါနာနီတန်ခါဆိုတလို့အတန်ခါရွာမှာနေပေမဲ့တန်ခါအလောက်ကိုမလောက်စလူးစပြစ်တနီးပြစ်ခြင်းတင်ပြူးဖြာရခြင်းခေါင်းမုတ်ရောင်းခြင်းနဲ့တာအတမွေးပြီးဘာသာတရားရဲ့အဆုံးအမမှာယဉ်ကျေးလိမ္မာယဉ်ကျေးခဲ့တာကြောင့်မပန်းမွေးလေးမှာတော်တာပန်းကလေးလိုတိမ်မွေးကနေစေဖျားရှင်ကိုဗတိစိတ်နေလာခဲ့တယ်ဒီလိုနဲ့မနက်ကျဦးတုံတဲ့ချိန်မချီမနှောင်းမှာဒေါငွေတို့အင်္ဂါဖျားရှင်ကိုတည်းကြားရပြီးကြီးစီတဲ့တလွင်လင်ကိုလည်းကြားလိုက်ရတယ်ညဘက်လူငယ်အိတ်ချိန်မှာလည်းမပန်းမွေးလေးရဲ့ဖျားရှင်ကိုအများဝေတန်ကြီးစီကလေးထုတန်ကိုအမြဲကြားရတာပေါ့မပန်းမွေးလေးကိုမိဘွားစင်ကတူမရဲ့အရှင်ကိုတွားမြုပ်ရမှာ30သားလောက်ရှိတဲ့ကျေးကြီးလေးကိုမြေကြီးထဲကနေတွေ့ရှိခဲ့ပြီးနေ့စဉ်ကျေးချီတန်တလွင်လင်နဲ့ရှိနေတဲ့မပန်းမွေးကိုတရွာလုံးကမပန်းမွေးလို့မခေါ်ကြတော့ပဲကျေးစီနဲ့ပတ်သက်တဲ့အနိတနာတညာမကျေးစီလို့တော့ခေါ်ခဲ့ကြတယ်တို့တော့ပါတော့လဲကြီးငတ်တို့ကြားမှာရွှေဟင်းတာတို့မတင့်တယ်လို့မကြီးစီကိုစလူပြင်ရွာကအမြင်ကြီးလေချင်းမရှိပါဘူးအကြောင်းကတော့မကြီးစီလေးရဲ့ပါဇက်ကထွက်တဲ့အတိုင်းတကယ်ဖြစ်တဲ့အတွေ့အကြုံများစွာကြောင့်ဖြစ်တာပေါ့ထိုများစွာတဲ့ကတချို့ကိုပြောပြရရင်တနေ့ခေါင်းမုတ်ဆိုင်လေးမှာမကြီးစီခေါင်းမုတ်ဖုန်နေစဉ်သူမနားထဲမှာမုံတိုင်းတိုက်ခိုက်တံလိုင်းလုံးကြီးတံများပုတ်ခတ်တဲ့အတန်လူတွေငိုကြွေးအော်ဟစ်တံများကိုကြားနေခဲ့ရတာပေါ့ဒီလိုနဲ့မကြီးစီကအမေတမီးနားထဲမှာမုံတိုင်းကြားတဲ့အတန်တွေကြားနေရတယ်လို့ပဲဒီလိုနဲ့ဒေါငွေကအနားမှာတစ်ပင်တွေကိုအမြင့်ခွာရင်းကကားဆက်ကလှိုင်းပုတ်တန်ထင်မာရဲ့နေကဒီလောက်ပူနေတာဖက်နဲ့မုံတိုင်းတက်ရမတော့မကြီးစီကဒဲဟုတ်ကင်းကစီပူထိုးလာတဲ့ခေါင်းမုံပေါ်အုံဒီစိန်ပပလေးကိုဖြူးလိုက်ပြီးမဟုတ်ဘူးအမေမဟုတ်ဘူးတမီးဖြောလာယုံစမ်းမှာနေ့လေခေါင်းမုံဆိုင်တဲရင်အိမ်ကပစ္စည်းလေးတွေတင်ပြီးဖုန်းကြီးကျောင်းမှာတွားနေကြမယ်နော်ဒေါငွေကတင်မျိုးကိုခွာရင်းနဲ့စဉ်းစားနေမိတယ်တမီးလေးကငယ်စဉ်ကလေးကဖះတရားမြဲပြီးမိဘပေါ့တိတက်လေရှိတဲ့လူလေကလေးမကတခုခုထူးရင်တူမစိတ်အာယုံမှာထင်လာမြင်လာတတ်ပြီးတူမထင်တယ်လို့တကယ်လဲဖြစ်လာတတ်တာကြောင့်အေးပါဒါဆိုလဲအမေဒီအစည်းလေးခွာပြီးရင်ပြန်ရတာပေါ့မုံလဲကုန်ပြီပဲနောက်နေ့အတွက်မုံမကြိတ်တော့ဘူးအမေနဲ့ဆလူလေးတာကူပြက်ဟုတ်ကဲ့မေဟုတ်ကဲ့အဲ့ဒီအချိန်မိန်းမတယောက်ကကလေးတို့ကိုတွဲလောင်းနဲ့ရောက်လာပြီး
ဟဲ့မကျေးစီခေါမောက်ဘယ်လောက်ကြံနေလဲကျုပ်အကုန်ယူမယ်အမားများစိန်မုံးကအခု30ကျော်တော့ကုန်ပါပြီဒီလိုပြောပြီးမမြစိန်ဆိုသူကအမျိုးသမီးကမုံပန်းတဲ့ကခေါမောက်တစ်ချက်ကိုယူကတူကလေးကိုပေးရင်တေနာလေးမြို့ဟဲ့တမလလုံးကြီးကြနေတာတေတော့မလို့ပဲကလေးငယ်ကခေါမောက်တစ်ချက်ပေးလိုက်တာမှာအငိုရက်ကခြာရင်ခေါမောက်ကိုစားလိုက်လေတယ်အမများစိန်မုံအများကြီးဝယ်ပြီးဖုံးကြီးလှူမလို့လားမမြစိန်ကတူကလေးရဲ့တွဲလောင်ကြနေတဲ့နောက်ကိုညှစ်ပေးရင်အလိုတော့ကိုဝမ်းကိုတော့အနိုင်မလူနိုင်ပါဘူးအိမ်ကတေချင်းစိုးကငါးပန်းထွက်မှာမို့စားရအောင်လာဝယ်ပေးတာဟင်းအကိုလူဖေးကအခုပင်လည်းထွက်မှာလားမကြီးကြီးကထိတ်လန့်စွာမေးလိုက်ရင်ဖြစ်တာပေါ့ဟုတ်တယ်နေရှိညရှိနဲ့ကိုတာတင်တို့လူစုပါငါးပန်းထွက်မှာတင်းကမထွက်ချင်ဘူးအမများစိန်ဒီနေ့ပင်လည်းမထွက်ခိုင်းပါနဲ့လားမုံတိုင်းကြမယ်လို့ကျမစိတ်ကထင်းနေတယ်မများစိန်ကထမီခပိုက်တဲကမူးစစ်တစ်စစ်ကိုထုတ်ယူပြီးမုံပန်းထဲကိုပြစ်ချကကျန်တာလူဖေးလေပြန်ဝင်လာမှယူညီကတမျိုးငါးဘက်မထွက်ရအောင်ညီတင်ကြွေးထားမှမို့လို့လားမုံတိုင်းမိတော့လဲကာလနာကောင်တေးတော့အေးတာပေါ့ဟေးဒီလိုပြောကမမြစိန်ကမုံထုံးကိုယူကရှေ့ဆောင်ပြီးထွက်သားလေတော့တယ်မကြေးစီကမူးစစ်လေးကိုယူပြီးအိတ်ထဲထည့်တာလူတွေလဲစကားကောင်းကိုလဲကောင်းတယ်လို့မထင်ပါဘူးအမေရဲ့ဒီလိုနဲ့မကြေးစီတို့သားမိအိမ်ပြန်ရောက်တော့ထမင်းစားတော့ကြပြီးမိုးကမိုင်းလာတာကြောင့်နေလန်းထားတဲ့တင်းမြေကြောတွေကိုချက်ကအိမ်ကလေးတဲ့တောက်တူမဲရလေးတွေထုပ်ပိုးသိမ်းစီနေကြရှင်လူကြီးဥတုပ်ပေါ်ခြံထဲကိုဝင်လာပြီးဟဲ့မိငွေတားမိတွေဘာတွေလှုပ်ရှုပ်နေတယ်တော့ဟာငါကိုလဲတင်ပြတစ်ချက်နဲ့တဘောဖြာတစ်ချက်ပေးဟာငါသားမြေးစင်ဒီနေ့လေထွက်မှာအရင်ဖြာကစုံနေလို့ဖျားတစ်ကလေးလဲပေးမလို့ဟေးရှိတာပေါ့လူကြီးရဲ့တင်ဖြာကတယောက်အိတ်မဟုတ်လားငါမှုတော့ထားလိုက်ပေါ့ဗျာတင်ဖြာကနှစ်ချက်ငါမှုပဲပေးပါတော့ရပါတယ်လူချင်းတွေပဲအစင်ပြောင်းကြည့်လို့ပြရမှာပေါ့ဒီလိုနဲ့ထုံငွေကလိတ်ထားတဲ့ဖြာတွေကိုရွေးထုတ်ပေးနေတယ်လူကြီးကလွေထဲကအကျွေးစစ်ကိုထုတ်ကပေးလိုက်ပြီးညီတို့ဘယ်တော့ကြမလို့တော့ပစ္စည်းတွေတိန်းနေတာဟုတ်တော်ရှိမဟုတ်တော်ရှိတမီးမကြေးစီကသူ့စိတ်ထဲမှာမုံတိုင်းကြီးရကြမယ်လို့ထင်နေတယ်ဆိုလို့ပစ္စည်းကိုတိန်းနေတာဟာငါတူမကြေးစီကတော့တရားယူနေပြီပေါ့မင်းငွေရဲ့မကြေးစီပြောတာနဲ့များငါတို့ပင်လေနဲ့မုံတိုင်းကလင်မယားပါဟာအဆန်းလုံးလို့မကြေးစီကဖြာများကိုလက်ကတင်ကျိုးနဲ့စီးပေးပြီးလူကြီးမင်းရဲ့တမိစကားကိုယုံပေးပါကုတော်မိုးတော်တွေတက်လာပြီးဖြစ်နာရရွာကလူတွေဒီတနေ့ပင်လယ်မထွက်ဖို့တားပေးပါချင်းတော်ပါအယူမတောက်တဲ့လူကြီးကမကြေးစီကိုရဲတွန်းကဖြားလေးရဲပြီးတော့ဖြားလေးကိုယူပြီးထွက်သွားလေရာမကြေးစီကလူကြီးကိုလမ်းကြည့်လိုက်ပြီးတက်ပြင်းချလိုက်ပါတော့တယ်ဒီလိုနဲ့မကြေးစီပြောထားတဲ့အတိုင်းညနေပိုင်းမှာပင်လယ်ကမိုးတိမ်မဲများတက်လာပါညဘက်ရောက်တော့မုံတိုင်းကြီးကြောက်လာခဲ့ပါတော့တယ်ဒီလိုနဲ့မုံတိုင်းကြီးရဲ့ကြောက်ခဲ့ပြီးနောက်တနေ့မနေ့မိုးလင်းတော့စလူပြင်းရွာကလေးမှာရွာကလေးကမြေမှာပြဝတ်လေတော့ရှိတော့တာပေါ့ပင်လယ်ပြင်ကိုထွက်သွားကြတဲ့လူတွေမှာလဲအကုန်လုံးရေနစ်ကတိဆုံးကြလေတယ်ထို့ပါတော့လဲရွာသူရွာသားများရဲ့အမောင်းဒေါတာမကြေးစီပေါ်ကြောက်ရောက်ခဲ့တာပေါ့ကြက်တရေတုံးမှကိုဖာတာကိုတရားယူတာရိုးမယူနမိတ်မရှိတာတွေပြောလို့အခုလိုဖြစ်ရတာမကြီးစီရဲ့ပါဇက်ကထွက်ရင်နမိတ်ဆိုးတွေပဲဒီကောင်မပါဇက်ကနှုတ်စီးနေတာအဲ့လိုနဲ့အကုန်လုံးကဝိုင်းပြီးတော့အပြစ်တင်နေပါတော့တယ်ဟေးအဲ့ဒါဆုံးမဖြစ်လို့ကွာသူပြောရင်ပြောတဲ့အတိုင်းဖြစ်တာဆုံးမသားမိရွာထဲမှာမထားဘူးမကြီးစီအပေါ်ရွာသားများကအမြင်မကြီးကြတော့သူမှပြောတဲ့အတိုင်းအဖြစ်ပဲများလာတော့အတိပညာဘုဒ္ဓနဲပါပြီးအဆွဲကြီးကြတဲ့ရွာသားတွေကမကြေးစီလိုသားမိကိုရွာကနေနင်းထုတ်ဖို့ရွာသူကြီးကိုစုပြီးပြောကြတာပေါ့ရွာသူကြီးရဲ့အချံဝန်းထဲမှာလူတွေရုံစုဖြစ်နေချိန်ကျောင်းနိုင်ဆရာတော်ကြီးကြွလာပြီးဟဲ့မန်တရားမလောက်ကြနဲ့မကြေးစီပြောလို့ကုလို့ဖြစ်တာမဟုတ်ဘူးသူပြောလို့ဘဒူမပင်လည်းမထွက်ကြရင်ဘဒူမမဖြစ်ဘူးတစ်ဖက်တည်းမစောစောကြနဲ့ဟဲ့တက္ကမလေးမကြေးစီကစုံလည်းမဟုတ်ဘူးတူတော်ကောင်းမှလေးပါ
နင်တို့တူတော်ကောင်းကိုစော်ကားရင်ဘေးဖေးကြလိမ့်မယ်ကျုပ်အားလုံးပြောမယ်မကြေးစီတို့သားမိကိုရွာကနေနှင်ရင်ကျုပ်ကိုပါနှင်ကြကျုပ်ပါရွာတွေကထွက်ပါမယ်ဆရာတော်ကဒီလိုသားလေတော့ရွာသားတွေကလည်းမပြောတာတော့ဘူးဒါပေမဲ့မကြေးစီတို့သားမိကိုတော့ဆုံးလို့ဆွဲကရွာကကျင်းထားကြတာပေါ့အတီနဲ့ကြတဲ့သူများပြီတီလာစင်ကြယ်တော်မူတဲ့ဆရာတော်ကြီးကိုပင်ဘာလို့ပြောကစွမ်းမဲ့မလောင်းကြတော့ဘူးအိမ်အနေစုကလောင်းတဲ့စွမ်းနေတာဆရာတော်ကြီးများမှာမြတ်တာပြီးဖုံးပေးကြတာပေါ့ကြတော့ကျောင်းကိုတကြီးအမိတ်နဲ့စွမ်းပြန်လောင်းကြပေမဲ့မကြေးစီတို့သားမိကိုတော့အရင်ကတည်းကပို့ပြီးဝိုင်းဖဲထားကြတယ်မကြေးစီလှုပ်ရောင်းတဲ့ခေါင်းမုံကိုလည်းတရားလုံးကဝယ်မစားကြတယ်လို့တင်ဖျားတပေါ့ဖျားများကိုလည်းမဝယ်ကြတော့ဘူးလေမကြေးစီခင်ဗျာချောင်းကပါဖြတ်သွားရင်ဖြတ်လာတဲ့လေများကိုမော်ရောင်းရတယ်တို့ပါတော့လဲလေစီခီးသွားတွေကမကြေးစီရဲ့ခေါင်းမုံကိုနှိမ့်ချိုက်စာဝယ်ယူကြတာမို့အရင်ခတ်တက်ပြီးရောင်းတွက်လာတယ်ဒေါငွေကဖျားများကိုတပတ်တကလေကလေးနဲ့တခြားရွာများစီကိုလိုက်ရောင်းရတယ်အရင်ကရွာမသားရောင်းနေတဲ့ဖျားနဲ့ဆလူတနည်းပြစ်ဖျားများတိတ်ပြီးမရောင်းရပေမဲ့အခုလိုတခြားရွာတွေထွက်ရောက်မှာတော့စေတနာထားပြီးတေးတကောင်းမွန်တဲ့ဒေါငွေရဲ့ဖျားနဲ့တနည်းစနုဖက်များကဖောက်တယ်တွေကတိုးွားကရောင်းအားတက်လာပြီးမကြေးစီတို့သားပြီးမှရှောင်းလဲဖြစ်လာတာပေါ့တခုတော့တညမှာတော့မကြေးစီအိမ်မက်တစ်ခုမြင်မှတ်တယ်အိမ်မက်ထဲမှာရောင်တဆောင်နဲ့အဖိုးကရွာထဲကညောင်ပင်ဘက်ညောင်ညိုပင်တစ်ဖက်ထွက်လာပြီးမကြေးစီတမီဒီနေရာမှာအခါကလည်းကြပြီစေဒီတစ်ခုတည်ရမယ်အဖိုးကညောင်ပင်ဒီတနေရာကိုလက်ညှိုးထိုးပြပြီးအဲ့ဒါပင်လယ်မြို့တော်ကဖြူဘရင်စေဒီဟောင်းနေရပဲတမီအဲ့ဒီနေရာမှာဖျားတယ်ပါအဖတမီကိုလက်ဆောင်လဲပေးမယ်ဟိုညောင်ပင်ရင်းမှာနောက်ရှိချက်ပြားတွေတွေ့တယ်လားအဲ့ဒီအောင်မှာတမီပံဖို့စိတ်နှတောင်းတင်ရအဖထားခဲ့မယ်ဒီရဲ့ရှင်အိမ်မန်းကလက်နှုတ်ခဲ့တယ်လင်းချက်ဦးတုံးလင်းချက်ပဲတုံးနေပြီမို့မကြီးကြီးကစက်မအိတ်တော့ပဲအဲ့ရကထကမျက်နှာတပြီးစွမ်းနဲ့တားမိမနှက်စာကိုချက်တာပေါ့ခွဲပြီးမှဖះစွမ်းတော်တင်ဖះချင်းကိုပြီးဖုန်းကြီးများကိုစွမ်းလောင်းကအမေတမီမနက်ကအစောကြီးအိမ်မက်တစ်ခုကိုမြင်မှတ်တယ်မကြေးစီကမိခင်ဖြစ်သူကိုတူမမှတ်တဲ့အိမ်မက်ကြောင့်ပြောပြလေရာဒေါငွေကအတန်ကြာစဉ်းစားပြီးအေးလေဟုတ်မဟုတ်အမေတို့ညောင်မင်းကြီးစီကိုတွားကြည့်ကြတာပေါ့တာမီနေရောက်မုံတဲကိုမတွားသေးပဲညောင်မင်းကြီးစီကိုလာခဲ့တယ်မကြေးစီအိမ်မက်ထဲကမြင်ထားတဲ့အတိုင်းညောင်မင်းရဲမှာနှောက်ရှိချက်ပြားတစ်ပြားကိုတွေးရတာပေါ့ဒီလိုနဲ့မကြေးစီကနှောက်ရှိချက်ပြားအောက်ကိုဖဲလိုက်မှာတော့ရွှေသားတမတ်သားလောက်ပြုလုပ်ထားတဲ့အရေးတွေးလွန်ကောင်းတဲ့စိတ်နှတောင်းတင်အောင်ကိုတွေးခဲ့ကြလေတယ်။အိုးထူလိုက်တဲ့သမီးရေငါသမီးလေးလူရဲလို့ဖြစ်ခဲ့တဲ့ကနားဟောင်းလောင်းနဲ့နေခဲ့ရတာ။ဒါသမီးကိုမမြင်ရတဲ့သူတော်ကောင်းတွေကမဆတာနေမှာအမေဒီမှာပဲပန်ပေးမယ်နော်။ဒေါငွေကဒီလိုပြောရင်စိတ်နှတောင်းကိုမကြေးစီရဲ့နားမှာပန်ပေးလိုက်တာပေါ့။ဒီရဲ့ချိန်လေးမတိုင်ပဲညောင်မီကြီးကအကိုင်းတွေလှုပ်ရမ်းသွားတော့ကိုလည်းနှစ်ယောက်သားတွေးလိုက်ရတယ်ဒီလိုပြောပြီးမြေနေရာကိုရွေးက9000ပြည့်စီကိုတီးခဲ့ကြတာပေါ့ဇေဒီနီးမှာအုတ်တိုက်တစ်ခုကိုလဲတိဆောက်ပြီးရေစက်ချကဇေဒီရဲ့ဘွဲ့ကိုရန်အေးရန်ဝေးမှချွေးကြမုံဇေဒီလို့တမုတ်ခဲ့ကြတယ်နောက်အခါဇေဒီမူလဘွဲ့ပြောက်ွယ်သွားပြီးဖျားတက်ကတအူးကမန်တင်ကန်းကတ်ခါဇေဒီဘွဲ့တော်ကိုလွမ်းဇေဒီလို့တမုတ်ခဲ့ကြတယ်အကိုရန်အေးနဲ့အကိုရန်ဝေးတို့ဟာအင်္ဂလိပ်လူမျိုးတွေရန်ကုန်ကိုထိပါလာလို့နေပြည်တော်ကဘရင်တပ်မှာအမှုထမ်းပြီးအင်္ဂလိပ်ကိုတိုက်ခိုက်ခဲ့ကြတယ်ဒီလိုနဲ့ဒနုဖြူနယ်မှာစစ်ပွဲပြီးမှရန်ကုန်မြို့ဝင်အိမ်တော်မှာကိုရန်တော်အဖြစ်အမှုထမ်းခဲ့တဲ့အကြာမီရဲ့ရင်းနှီးရာကပဲခူးမြို့ကိုအကိုရန်အေးတို့နဲ့အတူလိုက်ခဲ့တာပေါ့အကြာမီနဲ့ပဲခူးကိုလိုက်ပါခဲ့ရခြင်းကရန်အေးတို့မောင်နှမအတွက်နောက်မှာကန်ဆိုးဖို့ဆိုတာလဲကြုံမတိခဲ့ဘူးလေ
အချာမီကရန်အေးနဲ့ရန်ဝေးတို့အိုးဖုတ်တဲ့ထဲမှာလာနဲ့ရှိနေထိုင်ခဲ့တယ်ခေါ်လခါလူမျိုးအချာမီနဲ့မိကြမောင်တို့နေရအနီးမှာအနေရာကနေချစ်ချိုးတွေ့ခဲ့ကြတာပေါ့ဒါကိုတီးတော့ရန်အေးနဲ့ရန်ဝေးကစိတ်အလွန်ထိခိုက်ပြီးနှမလေးကိုလည်းအပြစ်မဆိုးရက်တော့မိကြမောင်ကိုအချာမီနဲ့လက်ထပ်စီခဲ့တယ်အချာမီနဲ့မိကြမောင်တို့လက်ထပ်ပြီးမကြခင်မှာပဲတူတို့တည်ထားတဲ့ရန်အေးရန်ဝေးရွှေကြောင်မုံစီတီဖျားမှာညီကိုနေရာစလုံးတအုပ်ကိုတအုပ်ပခုံးဘက်ကဖျားရှင်တော်ရင်မှာဒူးထောက်လျက်တေဆုံးနေရာကိုနောက်တစ်မိနစ်မှာမိကြမောင်တို့တွေးခဲ့တာပေါ့အကိုနေရောက်ရဲ့အဖြစ်ကိုမြင်ရတဲ့မိကြမောင်ဟာဒီနေရာမှာပဲရင်ခွဲနာကြပြီးတေဆုံးခဲ့ရပြန်တယ်အချာမီကတူတို့တည်ခဲ့တဲ့ဇေဒီအနီးမှာလည်းမောင်နှမ3ဦးရဲ့အုပ်ကူကိုပြုလုပ်ပြီးခဲ့တယ်တပည့်တော်မာတို့မောင်နှမတေဆုံးပြီးရဲ့နောက်မှာအကိုရန်အေးနဲ့ရန်ဝေးတို့ကလူအဖြစ်အိုးလုံးတဲ့လင်မယားအိမ်မှာအမွာညီကိုအဖြစ်ပြန်ဝင်စားခဲ့ပါတယ်တပည့်တော်မာကတော့မကြေးစီကမျက်ရည်များကြကစကားကိုရက်ပြီးတဲလက်စစေးဒီကိုလှမ်းမြော်ငေးနေတာပေါ့ရတေကြီးကတက်မကိုရှာပြီးတမီးတော်ကဘယ်ဘဝကိုရောက်သွားတာလဲဆက်ပြောပါကွယ်ဒီတစ်ခါမကြေးစီကမျက်ရည်ကိုတပန်းနဲ့တုပ်ကတူမကြုံတွေ့ခဲ့ရတဲ့ဘဝဆိုးကိုအောက်ပါတိုင်းပြောပြပါလေတော့တယ်မိကြမုံစမ်းတော်ဝါနဲ့လမ်းချောင်းနေတယ်နေလည်းမဟုတ်ညာလည်းမဟုတ်ဘူးဆိုတာနေအောင်လည်းမရှိပေမဲ့မှောင်ပြီးတော့မနေမမှောင်ပဲပေမဲ့လင်းလင်းချင်းချင်းလည်းမရှိလမ်းတွေပေါ်မှာလူတူလေးပါးကိုလည်းမတွေ့ရဒူးမလျှောက်သွားနေရင်ကပကုံးမျိုးတော်တောင်ပတ်မြို့ရိုးကြီးပေါ်ရောက်လာခဲ့တယ်အဲ့ဒီအချိန်အလွန်ကြောက်စရာကောင်းတဲ့လူနှစ်ယောက်ကကျမကိုရှုံနှောင်ပြီးတနေရာကိုခေါ်သွားကြတာပေါ့နန်းတော်နဲ့တူတဲ့နေရာဖြစ်တာရဲ့နန်းဝနန်းစားနဲ့လူကြီးတွေစကားရပြောနေတဲ့နေရာကိုရောက်ခဲ့တယ်တူမလူကြီးတွေကိုမြင်ရပြီးသူတို့စကားပြောနေရတာတွေမြင်ရပေမဲ့သူတို့ပြောတဲ့စကားတန်ကိုမကြားရဘူးဖြစ်နေတယ်နောက်တူမကိုလူကြီးနှစ်ယောက်ကလက်တစ်ဖက်စီချုပ်ကခေါ်သွားကြလေရန်အေးနဲ့ရန်ဝေးဖျားကိုရောက်လာခဲ့တယ်ဖျားရင်ပြမှာအချာမီကိုရင်ဝါမှာဓာတ်နဲ့တွေ့ခဲ့ရတာပေါ့အချာမီကတေဆုံးလို့နေပါပြီဟဲ့လုံးမလာခဲ့ဒီအချိန်လူကြီးတယောက်ကကျမကိုလက်ဆွဲကခေါ်သွားပြန်တယ်ဒီအချိန်ကစပြီးတူမစကားတန်တွေကိုကြားရပြီးနေဖြစ်တာပေါ့လူကြီးကရန်အေးရန်ဝေးဖျားနားရောက်တော့မြေကြီးလှိုင်ကူကြီးတစ်ခုတည်းကိုခေါ်ဆောင်လာခဲ့တယ်အရင်ကဒီနေရာမှာလှိုင်ကူမရှိပါဘူးအတွင်းထဲကိုရောက်တော့မီးရောင်တွေထိန်လင်းနေတဲ့ခမ်းမကျဲကြီးကိုတွေ့ခဲ့ရတယ်တကယ်မှဒီလိုလျှောက်သွားနေလို့မဖြစ်ဘူးညီးကငါတို့ဇေဒီနေရာပေါ်မှာဇေဒီထက်တယ်ကြတော့ဒီဇေဒီရဲ့ဌာပနာတိုက်ကိုညီးဆောင်ရမယ်မိကြမုံငိုယိုကအတင်းယုံပြီးကျမအိမ်ပြန်မယ်ဒီမှာမနေချင်ဘူးကျမအိမ်ကိုပဲပြန်ပြရစီဒီအချိန်မှာပဲနောက်ကျောဘက်ကဂျောင်ကလောင်နဲ့တကားပိတ်တန်ကြီးကိုကြားလိုက်ရတယ်မိကြမုံအစမှာတော့ဒီနေရာမှာမပြော့မွေ့ပဲတူမနဲ့ရွယ်တူမင်းကလေးများလည်းရှိနေတာကြောင့်တဖြည်းဖြည်းနေတာကြလာတာပေါ့မိကြမုံတိလာထားရကတူမဟာဥစ္စာဆောင်မြေဖုတ်ဘဝကိုရောက်ခဲ့ရတာဆိုတာပါဖြစ်တယ်မကြေးစီကရတေကြီးကိုမော့ကြည့်ကတပည့်တော်မှာအဲ့ဒီတိုက်ထဲမှာဘလောက်ကြောင်နေခဲ့ရပြီးဘယ်လိုမှအဲ့ဒီဥစ္စာဘဝကနေလွတ်ခဲ့တာလဲဆိုတော့တပည့်တော်မတိတော့ပါဘူးဖေဟာဒီလိုနဲ့ရတေကြီးကကုန်းကိုတမျိုးဝါကတမီးတော်နေရတဲ့နေရာကဘကိုးပရင်ရာစဒီဇက်ရဲ့အကြီးတော်မဟာဒေဝီကတမီးပြောတဲ့ရန်အေးရန်ဝေးစီဒီနေရာမှာသူ့ရဲ့ပိုင်ဆိုင်တဲ့လက်ဝတ်ရတနာတွေကိုထားပနာပြီးဖျားတစုတည်ခဲ့တယ်မဟာဒေဝီဆိုတာကဗညာဥရဲ့မရေတော်ပဲဗညာဥကွယ်လွန်ပြီးရဲ့နောက်တူတော်ဗညာနဲ့နန်းတက်လာတဲ့အခါမှာမဟာဒေဝီကမိမိတူမရဲ့ယောက်ျားနဲ့ဖောက်ပြန်ခဲ့လို့ရာဇတေးရဖြစ်မလားပဲဗညာနဲ့မင်းသားကိုတေးချောင်းကြံစီခဲ့တယ်ဗညာနဲ့ကအစားထောက်ထားပြီးအကြီးတော်ကိုမတက်ခဲ့ပေမဲ့အရာမထားတော့ဘူးလေမဟာဒေဝီကအရွယ်ကလေးကဟန္တာဝတီနန်းတော်မှာအပေခံလို့ဖြစ်လာခဲ့တော့သူ့ရဲ့အတိတ်ကစိတ်အလိုလိုကိုလိုက်ပြီးမာရွက်ခဲ့တဲ့လုပ်ရက်တွေကိုချက်လက်ချက်တဝေကလည်းရလေတော့ဟန္တာဝတီမြောက်ရိုးနဲ့စင်ကျုံးရဲ့အကြားမှာမြေနေတွင်ပြည်ကြီးမှာသူ့ရဲ့လက်ဝတ်တန်ဆောင်များကိုထားပနာပြီးဇေဒီတီးခဲ့တယ်မဟာဒေဝီရဲ့အရွှေရံအချို့
ဟာတည်ဆုံးခဲ့တဲ့အခါအဲ့ဒီဖះမှာဥစ္စာဆောင်တွေဖြစ်ကုန်ကြတယ်ဒီတော့နဲ့ကြာလာတဲ့အခါအဲ့ဒီနေရာကမိုးရသည်ဆိုရင်ပင်လယ်ကြီးလိုရေတွေကြီးတာကလာမဟာဒေဝီရဲ့စေတီကရေတိုက်စားတဲ့တန်ကြောင်ပျက်စီးကုန်ပြီကုန်းမို့လာကြံတော့တယ်အဲ့ဒီမှာသမီးတော်ကဥစ္စာဆောင်ဖြစ်တာပေါ့ကွယ်ဒါဆိုအဖရန်အေးနဲ့ရန်ဝေးကမဟာဒေဝီရဲ့စေတီနေရာမှာဖះတည်ခဲ့ကြတာပေါ့တစ္ဆာကမေးလိုက်ရရေတေကြီးကကွမ်းကိုရရင်ဟုတ်တာပေါ့ကွယ်သူတို့ကဒါကိုဖះကုန်းလို့မတီးခဲ့ကြဘူးဒီမြေကြီးကမိုးအခါဆိုအောက်ပင်လေကန်ကြီးလိုရေတွေခြံပြီးရှူမောဖွယ်ကောင်းပေမဲ့ဒါကြောင့်လဲနောက်တစ်ခါမှန်တင်ကန်ကက်လူတူတွေကဖះဖွဲ့ကိုလွမ်းစေသည်လို့ပြန်တမုတ်ခဲ့တာထင်ပါရဲ့ဒီလိုနဲ့ရတေကြီးကစကားကိုရက်ကကုန်းကိုတမျိုးမျိုးလိုဝါနေခဲ့တာပေါ့အားလုံးကတော့အထွေးကိုစီနဲ့ငိမ့်တက်နေရတယ်ပုံမြင်လေးရတော့ဒီတော့ပါပဲနော်နောက်ထပ်ပုံမြင်လေးထပ်ပြီးတော့အတက်နိုင်ဆုံးဖတ်ပြပေးပါမယ်